နိုင်ကောင်ဆိုတော့တောင်းခွာလောက်ဆိုရင်တော့မှဒါလက်ခံနေတယ်လက်ခံလို့ရယူထားလိုက်တော့ယူထားလိုက်တော့ပေးလိုက်တော့တိုင်းနာမယ်တော်တော်ဒီအေးတဘူးဖာလူတာတစ်ခွက်ကိုကျမတို့မြို့မှာ6000ဆိုရင်လက်ခံပါတယ်ဒါကကုံစင်းလုံးတက်သွားတဲ့အချိန်မလို့ဥပိန်တရားမှာဘူးသီးကျော်တို့အကျော်ဆုံးတပွဲကိုမြန်မာငွေနဲ့3000ခွဲကျက်ကြီးအမှအကျော်တပွဲကို3000ခွဲပေးဝယ်ရလို့ဆိုပြီးတော့လူပြောများနေတဲ့ကိစ္စရက်ကြီးကိုဒီအမကြီးကတည်ပြောလိုက်ပါပြီဗျာဒါကြောင့်မလို့ရုပ်တံဖိုင်ပြည့်စုံကိုကျွန်တော်နဲ့အတူတူဆက်လက်ကြည့်လိုက်ကြအောင်ပါဗျာအားလုံးမင်္ဂလာပါရှင်ကျမ်းမှချမ်းသာကြပါစေဆက်ဆက်ရအစင်ချောလို့အမောတွေပြေးပါစေလို့အဝေးတင်ရမှုအောင်တောင်းပေးတယ်နော်ကြည့်တဲ့သူတွေအားလုံးကိုလည်းချစ်ပါတယ်မကြည့်တဲ့သူတွေအားလုံးကိုလည်းချစ်ပြီးသားပါနေတွေကလည်းအရန်ပူနေတယ်လေတွေကလည်းအရန်တိုက်နေပါတယ်ရှင်ပြောပြမယ်သေးသေးချာချာနားလေးနဲ့ထောင်ပြီးသေးသေးချာချာလေးနော်ဟတ်ဒီအေးတဘူးဖာလူတာတစ်ခွက်ကိုကျမတို့မြို့မှာ6000ဆိုရင်လက်ခံပါတယ်ဒါကကုံစင်းလုံးတက်သွားတဲ့အချိန်မလို့ဥပိန်တရားမှာဘူးသီးကျော်တို့အကျော်ဆုံးတပွဲကိုမြန်မာငွေနဲ့3000ခွဲကျက်ကြီးတဲ့ထမင်းပြူတပွဲကို9000တဲ့နားဝမှာကြားတာမသက်သာလိုက်တာရှင်အကျော်ဆိုတာနိုင်ငံခြားမှာတာမဟုတ်ဘူးလေမြန်မာနိုင်ငံကထွက်တဲ့ဘူးသီးကိုကြော်မယ်မြန်မာနိုင်ငံထွက်တဲ့ကြက်သွန်ကိုကြော်ရောင်းမယ်အကြက်သွန်ကြော်ဘူးသီးကြော်အာလူကြော်ပါမယ်လေမြင်းခွာရဲ့ကြော်တွေလေအဲ့ဒီဥစ္စာဘာဖြစ်လို့3000ခွဲကြီးတောင်းရတာတော့မကြားဘူးတာတွေကြားရတယ်နော်ထမင်းပြူတပွဲ9000တောင်းရအောင်လို့စံတပီမှအကောင်းစားမှ8000ပဲရှိတာလေစံငန်းတပီမှ4200ပဲရှိတာလေကိုရှိကိုလာတဲ့အဝေးကဧည့်သည်တွေဒီလိုအချိန်မျိုးတွေမှာလူတွေကအခက်အခဲတွေအများကြီးကနေပြီးတော့ကိုရှိကိုလာတာအိမ်ရင်းဆိုတာကဧည့်သည်တယောက်လာလို့ရှိရင်ဧဝစ်ကြရတယ်ကိုဆိုင်ကိုလာအားပေးတယ်ကိုမျိုးလာအားပေးတယ်ဂုံယူရမယ်ဖလဲတခင်းနဲ့ဒီမြင့်နေရာတွေမှာအကျော်တစ်ပွဲ1000ခွဲဆိုရင်ကိုက1000နဲ့ရောင်းရမှာလေအခုဟာကြီးက3000ခွဲဆိုတော့စဉ်းစားကြည့်ပါဒါလုံးဝမဖြစ်သင့်ဘူးနော်မဖြစ်သင့်တဲ့ကိစ္စနော်မြန်မာနိုင်ငံမှာလည်းအဲ့ဒီဥပိန်တရားဆိုနာမည်ကြီးအရန်ကိုနာမည်ကြီးတာလူတွေကြိတ်တိုးပြီးမှအဲ့တရားကြီးကနော်ตาရလှပတဲ့တရားကြီးမှာရောင်းပြီးကမှဒီလိုမျိုးဈေးကြီးကိုလှုပ်လိုက်တယ်ဆိုတော့ဒါမတရားဘူးလို့ပြောချင်တာအဲ့လိုမျိုးရောင်းနေဆိုတော့ဒါမတရားဘူးဖြစ်ကိုမဖြစ်သင့်ဘူးသူများကြောက်လို့လည်းမကောင်းဘူးဒီလိုအချိန်မျိုးမှာလေတက်နိုင်တဲ့လောက်ကလေးတွေကိုအတွက်ဆိုလို့ရှင်တော့မှတက်နိုင်တဲ့လောက်ကလေးတွေတော့ရှော့ရောင်းမဲ့အချိန်မျိုးမှာဒီလိုမျိုးရောင်းနေဆိုတော့ဝယ်သူနဲ့ရောင်းသူဆိုတာကချစ်ကြည်ရရှိရလေဒါကြီးကတော့မကောင်းတဲ့အတွက်ကိုဆိုလိုချင်တာကတော့ဒီဖိုင်လေးကိုလည်းကြည့်နေမှာပါနော်ကျမကိုမကျေနပ်လို့ဆဲခြင်းလဲဆဲအေးပဲတောက်ဆဲရေခဲရေပဲတောက်ဆဲကြဒါပေမဲ့ဒီ3000ခွဲကိုယူတယ်ဆိုတာလုံးဝမတရားပါဘူးကြားလို့လည်းမကောင်းပါဘူးဖြစ်လည်းမဖြစ်သင့်ပါဘူးအဲ့ဒီအတွက်ကိုရောင်းတဲ့သူကိုလည်းကျွန်မပြောချင်တာကအကျဉ်းသားတရားလေးကိုချင်းစာတရားလေးနဲ့မလှူတတ်ရင်ဈေးရောင်းတဲ့ကဲဗျာနော်ကျွန်တော်ဥပိန်မှာဖြစ်တဲ့အဖြစ်ပြက်လေးတွေပေါ့နော်ကျွန်တော်လာပြောကြတယ်ဗျာချိန်တော်ဥပိန်အကြောင်းလေးတင်လို့ပါဗျာနော်ဂျင်းပိန်ပေါ့ဂျင်းပင်းအကြောင်းလေးတင်လို့ဗျာနော်ကျွန်တော်လာပြောကြတယ်သူတို့တွေဘလို့ဂျင်းမိတယ်ဆိုတဲ့အကြောင်းလေးတွေပေါ့ဗျာနော်ဒါလေးကိုကျွန်တော်သူတို့တွေလာပြောတာကြတာလေးကိုကျွန်တော်နားထောင်ပြီးတော့ဗျာနော်ကျွန်တော်တွေးမိတယ်ဗျာနော်ရန်ကုန်သားလဲတယ်ဆိုတာမင်းတို့မန္တလေးကလူတွေမိုးရွာလို့မိုးရွာလို့အိမ်ထဲမှာအိမ်နေတဲ့တော့ပဲရှိတယ်နော်သူတို့ကမိုးရွာရင်ပြင်မထွက်တော့ဘူးအိမ်ထဲမှာအိမ်နေတာဗျာနော်ရန်ကုန်သားတွေဘယ်လောက်လဲကျွန်တော်တို့မန္တလေးကအညာသားတွေမိုးရွာလို့အိမ်နေတဲ့တော့ရှိပါတယ်ဗျာနော်ဟိုရှင်းပြောရန်ကုန်ဆိုင်တွေဈေးကြီးတဲ့ဂျင်းထဲတယ်ဆိုဥပယံဆိုင်တွေကိုမမီပါဘူးဗျာနော်ရန်ကုန်ဆိုင်တွေဘယ်ဆိုင်မှအကျော်တပွဲကို3000ခွဲမရောင်းပါဘူးဗျာနော်ဘယ်ဟိုတယ်မှာရောင်းတဲ့တ
အကျော်ပွဲပဲဖြစ်ပါစေတပွဲ3000ခွဲမရှိဘူးဗျာနော်ဒါလေးတော့ကျွန်တော်ပြောချင်ပါတယ်တချို့လူတွေဆိုတခုဆိုဗျာရန်ကုန်သားတွေရဲ့ဂျင်းတွေရန်ကုန်သားတွေကတည့်ရမှာဟိုစောက်ချက်မကောင်းဘူးပေါ့ဗျာနော်ရန်ကုန်သားတွေဆိုတည့်ရမှာလူလေတွေလူလိန်တွေပေါ့နော်ရန်ကုန်သားတွေမှာလည်းရိုးသားတဲ့ရန်ကုန်သားတွေအများကြီးရှိတယ်မှန်မှန်ကန်ကန်သဘောကောင်းတဲ့ရန်ကုန်သားတွေရှိပါတယ်ဗျာနော်အညာသားတွေထဲမှာလည်းရိုးသားတဲ့အညာသားတွေရှိတယ်မှန်မှန်ကန်ကန်အညာသားတွေရှိတယ်ဒါပေမဲ့ဂျင်းထဲတဲ့အညာသားတွေအများကြီးပဲဗျာနော်ဒီလိုပဲတောင်ပေါ်သားတွေထဲမှာဆိုလဲကျွန်တော်တောင်ပေါ်ကပါကျွန်တော်ကြောက်ဝယ်ရောင်းလို့ကြောက်တွေရောင်းဝယ်လောက်တော့ဆိုဒီလိုပဲဗျာနော်ကျွန်တော်တောင်ပေါ်ကပါအရန်ရိုးသားပါတယ်ဆိုပြီးရင်ထဲ့တာဗျာအဆုံးထဲ့တာဗျာနော်ဒီတောင်ပေါ်ကနေတဲ့လူတွေထဲမှာလည်းကျွန်တော်ပြောတာနော်ဂျင်းတွေရှိတယ်အမှန်တွေရှိတယ်ဗျာဘယ်နေရာမှာဆိုဂျင်းတွေအမှန်တွေရှိတယ်နော်ဒါပေမဲ့တခုဆိုရင်ကျွန်တော်ရန်ကုန်ကလူတွေကိုပဲဗျာနော်ဟိုရန်ကုန်ကလူတွေကိုပဲအဓိကဗျာပြောချင်တာရန်ကုန်ကောင်တွေလူလိန်တွေဂျင်းတွေပေါ့နော်အခုဒီအဖြစ်လေးကိုပဲကြည့်ပါဗျာနော်ရန်ကုန်မှာဘယ်ဆိုင်မှာမှအကျော်တဝဲ3000ဝဲမရောင်းရဲပါဘူးဗျာနော်ဒါပေမဲ့ဥပိတ်ဖုန်းနဲ့ဆိုင်ကပြောင်ပြောင်တင်းတင်းနဲ့3000ဝဲရောင်းပါတယ်ကျွန်တော်ပြောချင်တဲ့သဘောကဘယ်နေရာမှာဆိုဂျင်းရှိတယ်အမှန်ရှိတယ်ဗျာနော်ရန်ကုန်သားတွေကြီးပဲဂျင်းရှိတာမဟုတ်ဘူးဗျာနော်ဒါလေးတော့သိလေချင်ပါတယ်အညာသားတွေမှာလည်းလူကောင်းသူကောင်းတွေရှိတယ်ဂျင်းထဲတဲ့လူတဲ့အညာသားတွေအများကြီးပဲဗျာနော်လူလေတောသားတွေအများကြီးပဲနော်တောသားတွေရိုးသားရဲဆိုမဲ့တောသားလူလေတောသားတကယ်လည်းမျိုးဝကောင်တွေမိလည်းမမိပါဘူးတောသားရဲရင်ဆွဲထုတ်ရပါတယ်နော်ဒါမျိုးစာသားကြီးလည်းရှိပါတယ်နေရာတိုင်းမှာလူကောင်းသူလူဆိုရှိတယ်ဗျာနော်ကျွန်တော်ဘယ်နေရာမှဝေဖန်တိုက်ခိုက်တာမဟုတ်ဘူးတောင်ပေါ်ကလူတွေတိုင်းရင်းသားတွေထဲမှာလူလေတွေအများကြီးဗျာနော်တောင်ပေါ်ကလူတကယ်လဲလို့ရှိရင်ကျွန်တော်တို့တကယ်မျိုးကြီးပြကြီးနိုင်ငံတကာပတ်လာတဲ့ကောင်ခံရတယ်ဗျာနော်လူလေတွေအများကြီးရှိတယ်နေရာတကာမှာဗျာနော်ရန်ကုန်ကလူတွေကိုပဲလူလေတွေဂျင်းကောင်တွေလို့ပြောတာအရင်မှားပါတယ်ဗျာနော်ဒါလေးတော့သဘောမတူပါဘူးနော်နေရာတိုင်းမှာရိုးသားတဲ့လူရှိတယ်လူလေတွေရှိတယ်ဗျာနော်ဒါလေးဥပိန်ဖြစ်ပြက်နဲ့ရှင်ပြီးတော့ကျွန်တော်ပြောပြခြင်းဖြစ်ပါတယ်ဗျအကုန်လုံးကိုချစ်ပါတယ်ဗျဘယ်မှာပဲနေပါနော်လူကောင်းတဲ့လူဆိုရှိပါတယ်လူကောင်းတွေအကုန်လုံးကိုချစ်ပါတယ်ဗျနော်ဂျင်းကောင်တွေတော့အစိမပြေဘူးပေါ့ဗျာနော် ကျွန်တော်ရဲ့အမြင်ကိုပြောရမယ်ဆိုရင်အကျော်တဝဲ3000ခွဲဆိုတာရန်ကိုများလုံးနေဗျအားလုံးရဲ့အမြင်ကိုလည်း comment မှာရေးသားပေးခဲ့ကြပါအောင်ဗျအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ဗျ